တော်သူမြစ်တာတုံ့ပြန်တဲ့အနေနဲ့ပေါ့နော်မဲဖောက်ပေးပါမယ်ကျွန်တော်ဒါတော့ဆန္ဒကျွန်တော်ရှင်းပြသွားတယ်ကျွန်တော်မှုစုံနိုင်ပါနော်မှုစုံနိုင်ကျွန်တော်တို့ဖားဥမှုနဲ့မှုမျိုးမျိုးကိုကာကွယ်နေနိုင်တဲ့ဆေးဖြစ်ပါတယ်ကျွန်တော်ဒီလူစီပေါ့ကျွန်တော်လူစီဆိုတဲ့ဆေးကတော့အခုဒီဘက်မှာမပဲတွေမှာပေါ့အရင်ဆူဆူဝါကဖြစ်တတ်တဲ့ပွင့်ထွေးပိုးမမြောင်းတော့ဘူးအကောင်းဆုံးကျွန်တော်တို့ထိရောက်ဆုံးနေနိုင်တဲ့ပုဒ်သက်ဆေးဖြစ်ပါတယ်လူစီကျွန်တော်ဒါကတော့ကျွန်တော်တို့ဆိုင်လာပေါ့ဆိုင်လာကတော့ကျွန်တော်တို့သူကအဓိကကတော့ဘာဖြစ်လဲဆိုတော့ဒီအပင်ငယ်စင်မှာရောပေါ့နော်အညွန်လေးတွေတို့ရာသီဥတုပူလာတဲ့ခါလှေးဆိုးတယ်လေပတ်မွင့်ထဲမှာလှေးကြရဲအဲအတိရကန်းသွားပွင့်ကြောက်လျှော်သွားပေါ့အဲမျိုးလှေးနဲ့အဓိကလှေးနဲ့စုံစားဖို့ကိုအဓိကကာကွယ်နေနေတဲ့ဆေးဖြစ်ပါတယ်ပြီးတော့ဒါကတော့ရွှေတိုးပါဝါပါရွှေတိုးပါဝါကတော့ကျွန်တော်တို့ပဲမှာမရှိမဖြစ်ကိုလိုအပ်တဲ့ကျွန်တော်တို့တွဲအားစီတွေဖြစ်ပါတယ်သူကဒီတွဲမှာဆိုရင်ဆေး၃မျိုးပါပါတယ်သူကပက်ကက်တစ်ခါတွဲထားတာပဲအတွက်လိုအပ်တဲ့အာဟာရကိုဒီတစ်ခုထဲမှာပဲစုပေါင်းပြီးတော့ထည့်ထားတာဖြစ်ပါတယ်သူကကျွန်တော်တို့ဒီတီးနာမယ်ကျွန်တော်မပဲပေါ့နော်တီးနာမယ်ရဲစိတ်ကစားလို့ကျွန်တော်တို့ခြေသိမ်းခြေထိတွဲမှာ၃ချိန်ပတ်ဖြန်းလို့ရပါတယ်ကျွန်တော်တို့ဒီလိုမျိုးဆေး၃မျိုးပေါင်းစပ်ထားတာဖြစ်ပါတယ်ရွှေတိုးပါဝါရွှေတိုးပါဝါထဲမှာပါတဲ့ဒီ right set ဆိုတာကျတော့ amino acid ပါ amino acid ကကြအခုကျွန်တော်တို့ဒီလိုအပင်ရဲ့ယောဂတန်ပိုးမွားတန်ကျွန်တော်ရာသီဥတုတန်တွေကိုခံနိုင်အောင်နောက်ပြီးတော့အပင်မှာလိုအပ်တဲ့ protein တွေချက်လုပ်မှုတွေပေါ့နော်မှာစာချက်မှုတွေမှာကျွန်တော်တို့ကအဓိကလှုပ်ဆောင်တဲ့အစွမ်းထက်တဲ့ကျွန်တော်တို့အားစီတစ်မျိုးဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့နိုက်ထရိုဖီနိုလို့ခေါ်တာပေါ့နိုက်ထရိုဖီနိုအခုလိုရာသီမှာအခုနည်းနည်းပေါ့ရာသီဥတုကလည်းဖြတ်တော့ဓာတ်လေးတွေကစုပ်ချင်တယ်အမျိုးမှာဆိုရင်ကျွန်တော်တို့ကအပင်ငယ်တွေမှာဘာလို့လဲဆိုတော့အမြင့်ကိုဦးစားပြီးတဲ့ဆေးလိုပါတယ်အမြင့်ကမြင်မြင်အလုံးလုံးနိုင်ပြီးတော့အောက်ဓာတ်ကိုကူးနိုင်မှအပင်ကထမှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့နိုက်ထရိုဖီနိုကဒီလိုဆေးမျိုးပါအမြင့်ကိုကောင်းစေပါတယ်ပွားစေပါတယ်ဒီကတော့ကျွန်တော်တို့ကြပြအားစီအမှုံပေါ့ရွှေတိုးပေါ့ရွှေတိုးကျွန်တော်ဒီထဲမှာတော့နိုက်ထရိုဂျင်25နဲ့ဖော့စဖိတ်25ပြီးတော့ကျွန်တော်အမဲလို့အာဟာရဓာတ်တွေပါပါတယ်ဒါကျွန်တော်တို့ဒီရောတာအမှုံပေါ့ဒီပဲအတွက်လိုအပ်တဲ့ကျွန်တော်တို့ဒီဆေးတွေကိုတစုတစည်းနဲ့ပေါင်းစပ်တာကြာအဲကြတော့ပဲမျိုးစုံဆိုအထူးဖြစ်ပါတယ်ကျွန်တော်ငယ်စဉ်မှာအမြင့်ပွားအားခိုင်းပွားအားအရန်ကောင်းပါတယ်ကျွန်တော်ရက်20စိတ်သားမှာဖြန်းရတယ်ကျွန်တော်တို့ပန်းပွင့်အားအရန်ကောင်းပါတယ်အသီးတင်အားကောင်းပါတယ်ကျွန်တော်ပဲအတွက်ပဲတီတီတန်တန်ကျွန်တော်တို့ဖော်တွဲထားတာပေါ့လိုအပ်တဲ့ဆေးကြီးပဲဖော်စပ်တာဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့ကျေးဇူးတော်မယ်တော့အပြင်မဲဖောက်မေတ္တာလက်ဆောင်ပေးပါမယ်ခင်ဗျာဒီတွဲဆိုရင်ကျွန်တော်တို့က3ဧကဖြန်းလို့ရပါတယ်တွဲဆိုဒီကကျွန်တော်တို့ပဲအတွက်ကိုတီးတဲ့အဲ့လိုပေါ့လိုအပ်မဲ့အာဟာရဓာတ်တွေကိုပဲစူးစီးဆက်ထားတဲ့အပြင်ကျွန်တော်တို့ကဈေးလုံးမှာအသင့်တင်ဆုံးထည့်အောင်လုပ်ထားပါတယ်တွဲဆိုရင်ကျွန်တော်တို့က3ဧကလောက်သုံးလို့ရတယ်5000 6000လောက်ပဲရှိမယ်တင်ဈေးရနော်ဟုတ်တယ်5000 လောက်ပဲရှိတယ်ဒါဆိုရင်ကျွန်တော်တို့တေကဆိုရင်2000တော့မကြောက်3ဧကလုပ်လို့ရကြောင်3တင်ပါလေရွှေတိုးပါပဲအတွက်အထူးဖော်စပ်ထားတဲ့အားစီတွေဖြစ်ပါတယ် promotion ဒီအခုဒီပဲရဒီမှာကျွန်တော်တောင်းသူတွေကိုမြတ်တာလက်ဆောင်လုပ်နေရွှေတိုးပါ3တွဲဝယ်ရင် trust တစ်ထည်ကျွန်တော်တို့လက်ဆောင်ပေးပါတယ်ဒီတဲ့ပြည်စုံနေစီ3တင်မလား3တင်ပါလေတွက်ချီလက်ကြိုက်တယ်ဟုတ်အဲ့ဒါကျွန်တော်တို့ကပထမဆုံးအနေထားနဲ့ဒါဗီတာစီအနည်းဆုံးပေါ့နော်ဒါအနည်းဆုံးလို့ထင်ရတယ်ဒါပေမဲ့တောင်းလို့စိတ်ထဲမှာအနည်းဆုံးလို့ထင်ရတဲ့ကျွန်တော်တို့ဗီတာစီကိုကျွန်တော်တို့အရင်ဆုံး10ယောက်ကိုမဲဖောက်ပေးမှာဖြစ်ပါတယ်ကိုမပါအောင်တော့5မဲကွာကိုမပါအောင်တော့စူတောင်းလိုက်စူတောင်းလို့နော်ဒါကျွန်တော်တို့ဒီထဲမှာရှိတဲ့တို့တောင်းသူတွေကိုအကုန်လုံးပေါအောင်ဖောက်အကုန်လုံးပေါအောင်မဲဖောက်ပေးမှာဖြစ်ပါလားကဲ
ကိုမဲဟောကိုမဲဟောလေ6 9 ကဲပထမဦးဆုံးတော့ကိုမပေါအောင်ဆူတောင်းတာပါနော်တယောက်ကကျွန်တော်တို့ကိုအောင်ကျော်မိုးတဲ့ ကောင်းကြောင်မဲ ကိုအောင်ကျော်မိုးကျွန်တော်တို့နောက်တစ်ယောက်ကကိုသိန်းအေးတဲ့ကိုသိန်းပေါက်တာနည်းနည်းငြိမ်သွားရနော်တော်တန်းအေးတဲ့တော်တန်းအေးတော်တန်းအေးပြီးတော့စိတ်ကောင်းပါခင်ဗျာ ဒါတော့ကျွန်တော်တို့တဖုံးစာပေါ့နော် ကိုလွမ်းမိုးအောင်တဲ့လွမ်းမိုးအောင်လွမ်းမိုးအောင်ပေါ့တော့ကိုတန်းခိုင်ဒီကမပါတဲ့သူကတော့တကယ်မဲကြီးတွေပေါက်မှာပေါ့နော်ကိုအောင်ကိုမင်းကိုအောင်ကိုမင်းကိုကျော်ဝင်းဟောဒီအဲ့နာအတန်းလိုက်ပေါက်နေတယ်နော် ကျွေးရင်လည်းထိုင်လိုက်ပါသူ့ကတော့ ကိုဝေလင်း မဲဆိုရင်အဲ့လိုကိုတိ ကိုတန်းထွတ် လည်းကြက်ပြီး အတန်းလိုက်တကယ်အတန်းလိုက်ပါကိုတန်းနိုင်ဟောဒီမှာကိုတန်းနိုင် တရားရတာတော့ နောက်ကျနောက်တစ်ယောက် ဒီရောက်ပဲဒီရောက်ပဲတော့မဲလို့ပြော ကဲကျွန်တော်နောက်တဲ့လူစီ ကာပွဲရမယ်ဒီချင်းဒီကားရမယ်နော်သုံးစု အဲ့မှာရွှေတိုးနဲ့တွေ့ သုံးစုပေါ့ ဘုရားမပါသေးဘူးလားဘုရား ကဲကျန်တဲ့လို့နော် ကျွန်တော်တို့ဒါ